ကျွန်တော်ဒီနေ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချက်ပေါင်း channel ရနေကျွန်တော်မိတ်ဆွေတို့ကိုပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဒါပေါ့နော်ကျွန်တော်တရက်စာတင်တာများတယ်ပေါ့နော်တရက်စာတင်တာများတယ်ဆိုတော့ကျွန်တော်တွက်နီးလေးနဲ့ပြမယ်ပေါ့နော်ဒါဝမ်းချင်းတွက်တဲ့နီးပေါ့နော်ဝမ်းချင်းတွက်တဲ့နီးဆိုတော့ပေါ့နော်ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ကျွန်တော်တို့9ရေကျွန်တော်တို့ဒီ9ရေ2ရေကိုပေါင်းလိုက်တော့ကျွန်တော်တို့9နှစ်ဆိုတော့ပေါ့နော်3ညပေါ့နော်3ညရဲ့ပါဝါ9ပေါ့နော်အဲ့3ညရဲ့9ပါဝါ9မှာကျွန်တော်တို့ကဒီ9ကနောက်ပိတ်လာကြတယ်ပေါ့ဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့စီမှာ9ရတယ်ဒီ8နဲ့လာပေါင်းတော့ကျွန်တော်တို့က8နဲ့3ရတယ်ပေါ့နော်အဲ့တော့3ရဲ့ပါဝါ8ပေါ့နော်အဲ့တော့ဒီမှာ8ပိတ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့စက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ4ရဲ့ခွန်ရဲ့ပေါ့ဒီ4ရဲ့3ရဲ့ပေါင်းတာခွန်ပေါ့နော်ဒီ4နဲ့ပြန်ပေါင်းလိုက်တော့ကျွန်တော်တို့က1ရတယ်ပေါ့နော်အဲ့တော့1ရဲ့ပါဝါ6ဆိုပြီးတော့ယူထားတယ်ပေါ့နော်ဒါကကျွန်တော်တို့က1ချင်းပေါ့နော်အဲ့1ချင်းတွက်တဲ့နည်းကီးကိုကျွန်တော်တို့ကထပ်တွက်မယ်ပေါ့နော်ကီးကိုတွက်မယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့အခုလိုမျိုးပဲပေါ့နော်ကျွန်တော်ဒီလိုလွယ်လွယ်ကူကူလေးနဲ့မျိုးစုတို့ကိုတွက်ရနေတင်ပြသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကခွန်63ပေါ့နော်ပေါင်းည6ပေါ့နော်အဲ့တော့6ဆိုတော့ကျွန်တော်တို့က6ရဲ့ပါဝါ1ပေါ့နော်6ရဲ့နှစ်ခက်က9ပေါ့နော်6 1 9မို့လို့ကျွန်တော်တို့ကဒီမှာ9ထိပ်ဆိုပြီးတော့ဆင်းတယ်အဲ့လိုပဲကျွန်တော်တို့ဒီမှာ1ရဲ့9ရဲ့8ရဲ့ဟိုကျွန်တော်တို့ပေါင်းလိုက်တဲ့အခါမှာ8ပေါ့နော်အဲ့တော့ကျွန်တော်က8ဆိုတော့ပေါ့နော်ကျွန်တော်က8ရဲ့ပါဝါ1ပေါ့နော်8ရဲ့နှစ်ခက်1ပေါ့နော်အဲ့တော့ရှေ့ရဲ့နက်ကတက်ပေါ့ဗျာနော်ရှေ့ရဲ့ပါဝါ3ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာရေးတာမှားသွားတယ်ပေါ့ဗျာနော်831ပေါ့ဗျာအဲ့831မို့လို့ကျွန်တော်တို့ဒီမှာတစ်ထိပ်ဆိုပြီးတော့ကျွန်တော်တို့ကရတယ်ပေါ့နော်ကီးမှာထပ်မှပြီးတော့ကျွန်တော်တို့က964 3လုံးပေါင်းချင်း4ကျွန်တော်တို့စီမှာ9ရတယ်9ရဲ့ပါဝါ4ပေါ့နော်9ရဲ့နက်က6 946မို့လို့ကျွန်တော်ကတိတ်စီးမှာပေါ့နော်ကီးပေါ့နော်ကိုယ့်ဘက်ကိုပြင်ပြီးထိုးလိုက်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်က946ကီးနဲ့ကျွန်တော်တို့က166နေပေါ့နော်ကျွန်တော်ဒီ12နာရီတီးတတ်မှာပေါ့နော်ဒီ12နာရီတီးတတ်မှာပေါ့နော်ကျွန်တော်19ရေ69ရေ64ရေပေါ့နော်အဲ့ဒါကကျွန်တော် main ပေါ့နော်ကျွန်တော်အရန်ကကျွန်တော်141666ကအရန်ပေါ့နော်အဲ့တော့ဒါကဘာလို့ဆိုနေ့လည်ခင်း12နာရီအတွက်ပေါ့နော်ဒါတွက်ပြပြီးချင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညနေခင်း4နာရီခွဲ1ချင်းကိုကျွန်တော်ထပ်ပြီးတွက်ပြမယ်ပေါ့နော်အဲ့4နာရီခွဲ1ချင်းကိုကျွန်တော်ကအခုလိုတွက်မယ်ဆိုလို့ရှိရင်386ပေါ့နော်ပေါင်းချင်းပေါ့386ပေါင်းချင်းကခွန်ဆိုတော့ခွန်ရဲ့ပါဝါ2ပေါ့နော်အဲ့တော့ခွန်ရဲ့ပါဝါ2ဆိုလို့ကျွန်တော်ကဒီမှာခွန်ဆင်းတယ်ပေါ့ကျွန်တော်တို့နောက်တစ်ပင်ကိုထပ်ကြည့်မယ်ပေါ့နော်849ပေါ့နော်ပေါင်းချင်းကကျွန်တော်က1ရတယ်ပေါ့နော်အဲ့တော့1ရဲ့ပါဝါ6ပေါ့နော်အဲ့တော့ဒီ1ရဲ့ပါဝါ6ကဒီမှာ1ထိပ်ဆိုပြီးတော့ကျွန်တော်လာဆင်းတယ်ကျွန်တော်ကခွန်46ပေါ့နော်ခွန်46ပေါင်းချင်းကကျွန်တော်တို့ကခွန်ရတယ်ခွန်ရဲ့ပါဝါ2ပေါ့ဗျာအဲ့တော့ကျွန်တော်ကဒီမှာပေါ့နော်ကျွန်တော်အင်္ဂါနေ့ညနေခင်း4နာရီကခွန်နဲ့1ချင်းပေါ့နော်ခွန်နဲ့1ချင်းရတယ်လို့ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်ညနေခင်းကီးပေါ့ဗျာနောက်ကီးကိုထပ်တွက်မှာပေါ့ကီးကိုတွက်တဲ့အခါမှာကျွန်တော်အခုလိုမျိုးပေါ့နော်3လုံးပေါင်းလိုက်တယ်ပေါ့နော်ပေါင်းလိုက်တော့24ဆိုတော့4ရတယ်ပေါ့ဗျာ4ရဲ့ပါဝါက9ပေါ့နော်4ရဲ့နှစ်ခက်က2 4 9နှစ်ကကျွန်တော်တို့ကကီးဖြစ်ပါတယ်နောက်အဲ့တော့ကျွန်တော်နောက်တစ်ခါ849ပေါ့နော်849ပေါင်းခြင်းကကျွန်တော်တို့က21ဆိုတော့1ပဲယူရဲ1ရဲ့ပါဝါ6ပေါ့နော်1ရဲ့ပါဝါ6 1ရဲ့နှစ်ခက်က8ပေါ့နော်အဲ့တော့168ပေါ့ဗျာ168မှာကျွန်တော်တို့ကဒီမှာတင်းပိတ်နဲ့ကြာတယ်ပေါ့အဲ့တော့ကျွန်တော်နောက်ဆုံးပင်ကိုကျွန်တော်တို့ကစက်ကြည့်မယ်ဆိုလို့ရှိရင်ခွန်43ပေါ့နော်ပေါင်းခြင်းကကျွန်တော်တို့က4ရတယ်4ရဲ့ပါဝါ9 4ရဲ့နှစ်ခက်က2 49နှစ်ပေါ့နော်အဲ့တော့49နှစ်ကိုကျွန်တော်ကဒီကီးက49နှစ်ရဲ့ကျွန်တော်တို့ကခွန်နှစ်က1ချင်းရဲ့ပေါ့နော်ကျွန်တော်တို့ကကတ်မယ်ပေါ့နော်အဲ့ကတ်လိုက်တဲ့အခါမှာအခုလိုမျိုး4နိုင်ခွဲမှာကျွန်တော်ကဒီ1ပရိတ်နဲ့6ပရိတ်နဲ့ကိုကျွန်တော်က main ခွဲယူရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မျိုးစမှာကျွန်တော်တို့ကအခုလိုပေါ့နော်ဒီ4ခွန်နဲ့9ခွန်က main ပေါ့နော်အရင်က2ခွန်2 4 2 9 2 2ဆိုပြီးတော့ခဏန်းက6ခွဲရပါတယ်အဲ့တော့မျိုးစလို့နေလည်းအကြိုက်တူရင်ထိုးပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီ Telegram Viber Channel ကိုကျွန်တော်မျိုးစလို့နေလာလဲလို့ရပါတယ် comment မှာလည်းကျွန်တော်က Telegram link ချလာပြရဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်